curly hairstyle လေးကိုဘယ်လိုလုပ်လဲဆိုတာပြပြသွားမှာပဲဖြစ်ပါတယ်။အရင်ဥဆောင်ဘာတွေလိုအပ်မလဲဆိုတာတော့ heatless curler ခေါင်းစည်းကွင်းတစ်ခု dryer နဲ့ဖြောင်းဆက်သူဖြစ်ပါတယ်။ကောင်းပြီးစပင်တေချာရှင်းပြီးဆိုရင်အလဲကနေပြီးမှစပင်ကိုတစ်ဖက်တစ်ခုစီခွဲပေးလိုက်မယ်ပေါ့နော်။အပြီးရင်ကလစ်လေးနဲ့ဒီလိုမျိုးညက်ပေါ့။ပြီးရင်တလွားချင်းစီယူပြီးမှဗီဒီယိုထဲမှာပြထားလိုမျိုးလေးလိပ်ပေးလိုက်မယ်ပေါ့နော်။ကောင်းစီကွင်းလေးနဲ့ပြန်စီးပါမယ်။ကဲတစ်ဖက်ပြီးဆိုရင်နောက်တစ်ဖက်ကိုလည်းဒီလိုမျိုးလေးပဲလုပ်မယ်ပေါ့နော်။အဲ့ဒါပြီးဆိုရင် dryer လေးနဲ့တခြားပုံသွင်းပေးရမယ်ပေါ့နော်။စပင်ပုတ်ခန်းစီချင်တဲ့ဆိုရင်တော့အခုလိုမျိုးလေးဖြောင်းဆက်နဲ့လည်းထပ်ပြီးမှပုံသွင်းပေးလို့ရပါတယ်။ဆမ်မာတော့ဖြောင်းဆက်ကိုရှေ့စမြိတ်ပုံသွင်းဖို့အဓိကသုံးမယ်ပေါ့နော်။ရှေ့စမြိတ်ကိုပုံသွင်းတဲ့အချိန်မှာအခုလိုမျိုးလေးအရင်ဆုံးဖြောင်းပေးပြီးမှအနောက်လေးကိုလမ်းပြီးမှလိပ်ပေးလိုက်မယ်ပေါ့နော်။တာခုစတော့ဒီရဲ့ natural curly hairstyle လေးရသွားပြီပေါ့နော်။ကဲဒါလေးကတော့ဆမ်မာရဲ့လောက်နေကြ hairstyle ပုံစံလေးပဲဖြစ်ပါတယ်ရှင်။အပူချောင်းမလို့အချိန်ကုန်တက်တာချင်တဲ့လူတွေအတွက်ဒီရဲ့ hairstyle လေးကို try ကြည့်ဖို့ recommend ပေးချင်ပါတယ်။ကဲနောက်ဆုံးဒီမှာတွေ့ကြပါမယ် bye bye